အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒေါက်တာဖြိုးတိဟာရေးသားထားတဲ့အကောင်းမြင်စိတ်ရဲ့အဓိပ္ပာယ်ဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြချင်ပါတယ်ရှင်အကောင်းမြင်စိတ်ရဲ့အဓိပ္ပာယ်အကောင်းမြင်စိတ်အဆိုးမြင်စိတ်နဲ့ပတ်သက်ရင်ပေးလေးရှိတဲ့ဥပမာကရေတဝက်ထည့်ထားတဲ့ဖန်ခွက်ပေါ့အကောင်းမြင်သူကတဝက်တောင်ရှိသေးတာပဲလို့မြင်တယ်အဆိုးမြင်သူကတော့တဝက်ပဲကျန်တော့တယ်လို့ပြောမယ်ဒါကြောင့်လေတချို့ကနေရာတကာအကောင်းမြင်နေလို့မဖြစ်ဘူးလို့ပြောကြတာတဝက်တောင်ကျန်သေးတာပဲဆိုပြီးခက်အေးနေလိုက်ရင်အဲ့ဒီတဝက်လဲကုန်ရောခွေးဖြစ်ရောလေသို့တော့တဝက်ပဲကြံတော့တယ်ဒုက္ခပဲဆိုပြီးတနေ့တွေးပူနေပြန်ရင်လေစိတ်ဆင်းရဲရတာပေါ့ဒါဖြင့်ဘယ်လိုမြင်နေတာလဲဘယ်ဟာကကောင်းတာလဲတဝက်တောင်ကြံသေးတာပဲလို့တွေးရင်ကျေနပ်စရာတော့ကောင်းတယ်သို့တော့တိုးတက်ဖို့မလွယ်ဘူးတဝက်ပဲကြံတော့တယ်ဆိုသူကတော့နေ့ညစူးစမ်းနေမယ်သို့တော့သူကြည့်လိုက်ရင်အမြဲပူလောင်နေရမယ်ကျွန်တော်လက်ခံထားတဲ့အကောင်းမြင်စိတ်ဆိုတာကတော့အဲ့လိုမဟုတ်ဘူးလူဟာအမှန်ကိုအမှန်အတိုင်းမြင်ရမယ်ဖန်ခွက်ထဲမှာရေတဝက်ရှိနေတယ်တဝက်ပဲကြံတယ်မဟုတ်တလို့တဝက်တောင်ကြံသေးတာပဲလဲမဟုတ်ဘူးတဝက်ရှိနေတယ်အကောင်းမြင်စိတ်ဆိုတာကဘယ်တော့မှစလဲဆိုရင်တော့အဲ့ဒီဖန်ခွက်ကြကွဲသွားမှဒါမှမဟုတ်လေတယောက်ကတိုက်ချိုက်လိုက်လို့ရေရီမှောက်ကျသွားတဲ့အချိန်မှစပါတယ်သွားပါပြီဖန်ခွက်တော့ကွဲသွားပြီဒုက္ခပဲရေရီကုန်ပါပြီစသဖြင့်ညီးမနေပဲဒီရေရီပြန်ပြစ်အောင်ငါဘယ်လိုဆက်လုပ်ရမလဲလို့စဉ်းစားတာဒီရေရီပြန်ပြစ်လာအောင်ငါလုပ်နိုင်တယ်လို့ယုံကြည်ထားတာကိုအကောင်းမြင်စိတ်လို့ခေါ်တယ်ပြောရရင်အခက်အခဲတစ်ခုဆိုးရွားတဲ့အဖြစ်အပျက်တစ်ခုဘေးဒုက္ခတစ်ခုကိုဘယ်လိုအဓိပ္ပာယ်ဖွင့်တယ်လဲဆိုတာပါပဲတခါလဲရေးဘူးပါတယ်အစိုးမြင်စိတ်ရှိသူမှာပီသုံးလုံးရှိတယ် personalization ငါကြောင့်လို့တွေးပြတာဒီလိုဖြစ်တာငါကြောင့်ငါအသုံးမကျလို့စသဖြင့်ပေါ့ pervasiveness တခြားသောဘဝအစိတ်အပိုင်းတွေမှာပါထိခိုက်ကုန်တော့မယ်လို့တွေးတာ permanent ဒီအခက်အခဲဒီဒုက္ခဟာထာဝရတည်မြဲနေတော့မယ်လို့ထင်တာအကောင်းမြင်သမားကတော့အဲ့ဒီ၃ခုနဲ့လွတ်တယ်ကို့အမားကိုသင်ခန်းစာယူရယ်ဒါပေမဲ့ငါညံ့လို့တော့ negative label မကပ်ဘူးစီးပွားရေးထိခိုက်ရင်စီးပွားရေးပဲကြံတဲ့လူမှုရေးကျန်းမာရေးတွေဘက်တွေပါလာမထိအောင်လုပ်နိုင်တယ်အကန့်ခွဲမြင်နိုင်တယ်ဒါအခိုက်အတန့်ကြုံရတာပဲဖြေရှင်းလို့ရတယ်လို့မြင်ထားတယ်ဒါကိုမှ positive attitude လို့ခေါ်ပါတယ်မိုးရင်းကြီးအပြင်ထွက်တာကိုမိုးမရွာတော့ပါဘူးကွာဆိုပြီးထီးထားခဲ့တာအကောင်းမြင်တာမဟုတ်ဘူးပေါ့တာကြိုတင်ပြင်ဆင်မှုမရှိတာတင်ရင်လဲထားခဲ့ရတာပဲဆိုပြီးဘာမှမကြိုးစားတာကလည်းအကောင်းမြင်တာမဟုတ်ဘူးပြင်းတာဖြစ်ချင်စိတ်မရှိတာဒါတွေကိုရောထွေးမပစ်ဖို့လိုတယ်ထီးယူသွားပါလျက်နဲ့မိုးတအားသဲလို့တကိုယ်လုံးရွှဲဆိုနေတဲ့အခါပြစ်တင်ဆဲဆိုမနေပဲဘယ်လိုဆက်သွားမလဲစူးစမ်းတာအကောင်းဆုံးစူးစမ်းပါလျက်နဲ့ထင်မှတ်မထားတာတွေကြောင့်ရှုံးနိမ့်မှုတွေ
အခက်အခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါဘယ်လိုကြော်ဖြတ်မလဲအဖြေရှာတာဒါတွေကသာအကောင်းမြင်စိတ်ရှိတာဖြစ်ပါတယ်။ဒါကြောင့်အကောင်းမြင်စိတ်ရဲ့အစဟာအခြေအနေကိုအမှန်မြင်ခြင်းကနေစပါတယ်။ကိုယ့်ဘဝကိုယ့်အခြေအနေနဲ့ပတ်သက်ရင်အမှန်ကိုမြင်ရမယ်။ငွေကြေးမပြည့်စုံရင်မပြည့်စုံဘူး။ရုပ်မလှရင်ရုပ်မလှဘူး။လိလာအားနည်းနေသေးရင်နည်းနေသေးတယ်။ကိုမှားသွားတယ်ဆိုမှားသွားတယ်စသဖြင့်သိနေရမယ်။လက်ခံရမယ်။ဖြည့်သိမ့်ပြီးလဲတွေးနေလို့မရသလိုပူလောင်နေလို့လည်းမဖြစ်ဘူး။အခြေအနေကိုအမှန်အတိုင်းမြင်လက်သင့်ခံနိုင်အောင်ကြိုးစားပြီးမှရှေ့ဆက်ဖို့အဖြေရှာကြရမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ဒီကာလမှာညှော်လင်းချက်ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုပိုပြီးနားလည်လာပါတယ်။ပိန်းပိတ်အောင်မှောင်မိုက်နေတဲ့အချိန်ဘယ်ဆက်သွားလို့သွားရမယ်မသိတဲ့အချိန်မှာကိုယ့်ကိုလမ်းပြခေါ်ဆောင်ပေးနိုင်တာစိတ်သက်သာလက်လျှော့မနေစေတာညှော်လင်းချက်ဆိုတဲ့အလင်းရောင်ပဲဖြစ်ပါတယ်။မနှက်ဖြန်ကြဒီနေ့ထက်ပိုကောင်းလာလိမ့်မယ်ဆိုပြီးတယောက်ယောက်ကဖန်ဆင်းပေးမှလှုပ်ပေးလိုက်မှမျိုးညှော်လင့်နေတာတော့မဟုတ်ပါဘူး။မနှက်ဖြန်ကြဒီနေ့ထက်ငါပိုကောင်းအောင်လုပ်မယ်။ပိုကြိုးစားမယ်။ဒါဆိုကောင်းတဲ့အရာတွေတစ်ချိန်ကြာဖြစ်လာလိမ့်မယ်။ကြိုးစားသမျှအရာထင်လာလိမ့်မယ်လို့ယုံကြည်ထားခြင်းကိုဆိုလိုတာပါ။ဒါကြောင့်အခက်အခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါကိုယ့်လက်ထဲကရေဖန်ခွက်ကျကွဲသွားတဲ့အခါကိုယ်ဘလို့အတိတ်ပဲဖွင့်တယ်လဲဆိုတဲ့အချက်ကတိတ်စကားပြောပါတယ်။အဲ့ဒီဖွင့်ဆိုချက်ပေါ်မူတည်ပြီးညှော်လင်းချက်အားကောင်းခြင်းအားမကောင်းခြင်းကကွာခြားလာမယ်။အဲ့ဒီညှော်လင်းချက်အားကောင်းခြင်းမကောင်းခြင်းပေါ်မူတည်ပြီးလူတစ်ယောက်ရဲ့စိတ်သက်ကြံ့ခိုင်မှု resilient ခြင်းကကွဲပြားလာမယ်။အားထုတ်မှုခြင်းလည်းမတူတော့ဘူး။တစ်ခါကြော်ဖြတ်ပူးတဲ့သူကနောက်တစ်ချိန်ထပ်ကြုံရတဲ့အခါထပ်ကြော်ဖြတ်နိုင်ဖို့လွယ်သွားတယ်။အုံနောက်ကိုကအလေးအကျင့်ရသွားတာ။အဲ့ဒီလိုပဲတစ်ချိန်လက်လျှော့ဘူးသူကလည်းနောက်တစ်ချိန်ထပ်ကြုံရင်လက်ထပ်လျှော့မိဖို့များပါတယ်။သူ့အုံနောက်ကမှအလေးကျင့်မရထားတာအခက်အခဲကြုံနေရတဲ့လူတစ်ယောက်စီသွားပြီးမင်းဒါကိုကြော်ဖြတ်နိုင်တယ်ယုံကြည်ထားစမ်းပါအားပေးနေုံနဲ့တော့မရပါဘူးသူကိုယ်တိုင်ကဆိုးရွားတဲ့အဖြစ်အပျက်တစ်ခုကိုကြော်လွှားဘူးတော့မှသာယုံကြည်စိတ်ကရလာနိုင်မှာဖြစ်ပါတယ်ဒီအတွက်အကောင်းမြင်စိတ်ကိုတေချာနားလည်ထားဖို့ပြိုးထောင်ထားဖို့သိအရေးကြီးပါတယ်ကျေးဇူးတင်ပါတယ်ရှင်